ဒီမတနာဆိုဒီရှိကိုလာလိုက်သိဆိုးအောင်ပြောဟုတ်ပြီယခုတီရိမင်္ဂလာကျက်တီဝေဖြာသောအိမ်သစ်တဲ့မင်္ဂလာကျင်းပပြုလုပ်ရာမောင်သိန်းဆိုးအောင်မတနာဆိုတမိမတ်ထက်တဲ့ကောင်းလို့ဤမင်္ဂလာကျက်တီရှိသောတီရိကေဟာ၌သိအိမ်သစ်တဲ့မင်္ဂလာပြုလုပ်ရာတွင်တရားမှုရှိသောပိစေကဗုဒ္ဓဧကသာဝကမဟာသာဝကပဂတိသာဝကယဟန္တာအနာဂံတဂရဂံသောတာပန်အရိယသံဃာများကိုအာယုံပြု၍သမုဒိသံဃာတို့အားမောင်မောင်မြတ်မြတ်ဆုံးခဲွယ်ဘောဇင်ရတာချိုးခြင်းဩဇာဖြာဖြာမုံတို့နှင့်တကွလူွယ်ဝတ္ထုနဝကမ္မအစုစုတို့အားတက္ကိစ္စဌာနရိုးသေးသေးစက္ကလူတန်းကြသည်တန်ခဌာနတရားမှုရှိသောဗုဒ္ဓပမုခဆုံးခဲွယ်ကတုရာခသမယ၌ယိုရှိခိုးပူဇော်အပ်သောကောင်းမှုကုသိုလ်ကအပိဝါရဏသီလိတ္တနေဆံဗုဒ္ဓကောင်းမှုကုသိုလ်တို့ကြောင့်အသက်ရှည်ခြင်းအစင်းလှခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတကုတည်သောအာနုဘောကြီးခြင်းရွှေရံမရခြင်းမရသေးသောစီးတဲ့ဥစ္စာယတနာတို့ကိုရခြင်းရပြီးသောစီးဥစ္စာဖြာဖြာတို့ကိုလည်းယံသူမျိုး၅ပါးတို့မနှောက်ယှက်မဖြက်စီးနိုင်အောင်၅ပါးသီလနိုင်စွမ်းသမျှကိုချင်းစာတရားမြဲမြဲမြံမြံထားကြပြီးငလင်ပြီးလေမုန်တိုင်းပြီးတို့မကြုံမဆုံမတွေ့ရအောင်ကြော်လွှားနိုင်အောင်ယံပန်ယံကဥပုပ်တရင်သီလနေ့တိုင်းဥပုပ်သီလစောင့်တည်ခြင်းဘာဝနာပွားခြင်းလက်ကောင်းလက်မြတ်တွေကိုတိုင်းတဲ့အပြပေးဝေခြင်းပတ္တိဒါနပတ္တနုဘောဒနာကောင်းမှုကုသိုလ်တို့ကိုအာစိဏကံအာတဏကံမြောက်ပြုလုပ်ကြပြီးလူလားကောင်းတာသောမဲ့ညာပူညာကိုလွယ်ကူသောအကျင့်စရဏလင်းမြန်သောဝိဇ္ဇာဉာဏ်ပညာတို့ဖြင့်မရောက်ရောက်အောင်ကြိုးစားအားထုတ်နိုင်ကြမည်တပ္ပုရိတသူတော်စင်သူတော်ကောင်းသူမြတ်လောင်းအလျာများဖြစ်လွယ်ကြပါစေ